တနေ့မှာခယူငယ်ဒီကောင်ကမြေပြင်မှာတွားသွားနေတယ်အဲ့ဒါကိုဘယ်သူကတွေ့လဲဆိုတော့လိတ်ကလေးတစ်ကောင်ကတွေ့တယ်ဆိုတော့လိတ်ကလေးကခယူလေးကိုဗာပြောလဲဆိုတော့ငါကြောဘောကိုတက်ပါတဲ့ငါခကြီးကြုံပို့ပေးမယ်လို့ပြောတယ်တဲ့ဆိုတော့ခယူလေးကလက်ရည်ကြောဘောကိုတက်သွားတယ်အဲ့လက်ရည်ကြောဘောကိုတက်သွားတဲ့အခါမှာခယူလေးကဘာကိုတွေးလိုက်လဲဆိုတော့သူ့ထက်အရင်ရောက်နေတာကဒီကောင်လေးပေါ့နော်ဒီကောင်လေးကလက်ရည်ကြောပေါ်မှာရှိနေရပါတော့အဲ့တော့ဒီကောင်လေးကသူ့နောက်ကတက်လာတဲ့ခယူလေးကိုဗာပြောလဲဆိုတော့တေချာထိုင်တော့တဲ့ဒီလိတ်ကလေးသွားတာတော်တော်မြန်တယ်လို့ပြောတယ်တဲ့ဒါဘယ်လိုပြောမလဲဟာတာလေးပေါ့နော်ဒီဟာတာလေးကိုကြားခါတာတော့ဒီလိတ်ကလေးရဲ့လေးစားဖို့ကောင်းတဲ့သဘောထားရဲ့နောက်ဒီတီကောင်လေးရဲ့အထင်ကြီးအားကြပုံရဲ့နောက်ခယူငယ်လေးရဲ့ကျေးဇူးတရားပြည့်ဝနေတဲ့မြုံဝန်းတွေကိုမြင်အောင်မိခဲ့တယ်ဒါကိုဟာတာတဲ့ပုတ်လို့သဘောထားပြီးတော့တွေ့ရလူတိုင်းကိုပြောပြပြခဲ့ပေါ့နော်ဆိုတော့တချို့ကဗာပြောလဲဆိုတော့လိတ်ကတဲ့သူ့ဟာနဲ့တူတောင်အင်အားမရှိဘူးပေါ့နော်သွားတာလည်းနှေးတာတောင်မှတခြားသူကိုကူချင်သေးတယ်ဆိုပြီးတော့သူကချစ်စရာကောင်းတဲ့အပြစ်တင်စကားလေးပြောတာပေါ့နော်ဒါလိတ်ကိုပြောတာပေါ့နောက်တစ်ခါတီကောင်လေးကိုကြာသွားမှာပြောလဲဆိုတော့အမြင်မကျဲတဲ့တွင်းထဲကဖားတဲ့ငင်နဲ့တူတယ်ပေါ့နော်နောက်တစ်ခါခယူလေးကိုကြာတော့ဘာပြောလဲဆိုတော့ကို့ဘာသာတော့မရှောက်ဘူးတဲ့အမြန်လို့တော့အနှေးတွေ့တာပေါ့ဆိုပြီးတော့အပြစ်ဖို့တယ်တဲ့ဆိုတော့ဟာတာတဲ့ဘုတ်ကဒီလောက်ဒီအငင်းပွားလိမ့်မယ်လို့မထင်ထားခဲ့ဘူးပေါ့နော်ဒါပေမဲ့လူတယောက်ရဲ့စကားကရင်ကိုလှုပ်ခါသွားခဲ့တယ်ပေါ့နော်သူကဘာပြောလဲဆိုတော့လိတ်ကနှီးတယ်ဟုတ်တယ်ဒါပေမဲ့လိတ်ခေါ်ဆောင်လာတဲ့ဒီတီကောင်နဲ့ခယူငယ်လေးရဲ့အမြင်မှာကြတော့ဒီလိတ်ကလေးကမြန်နေပေါ့နော်မြန်နေပေါ့ဆိုတော့ကိုယ့်လောက်မှမစွမ်းတဲ့သူကိုကူညီတာနောက်တစ်ခုအကူညီလိုတဲ့သူကိုကူညီတာဘလောက်ပဲကူညီနိုင်တာဖြစ်ဒါချစ်စရာကောင်းပါတယ်ဆိုတော့ဒီစကားလေးတစ်ခုကလူကိုလှုံ့လို့သွားစေပြီးတော့ပုံမြင်ရဲ့တကယ်အဓိပ္ပာယ်ကိုလည်းနားလည်သွားခဲ့တယ်ဆိုတော့ပြောချင်တာကဘာလဲဆိုတော့တက်ဆန်းသလောက်ကူညီတယ်ကိုယ့်ထက်ခွန်အားနည်းသူကိုကူညီတယ်နောက်တစ်ခါလက်တစ်ဖက်အကူညီလိုသူကိုလက်တစ်ဖက်ကပ်ပြီးတယ်ပေါ့နော်အဲ့တော့ကူညီမှုကနည်းများမဆိုအကူညီလိုသူကိုကူညီတာဒါမွန်မြန်ချင်းတစ်ပါးပဲပေါ့နော်ဖျောင်းနိုင်ငံလေးရဲ့အလင်းကဘယ်စီဝဝေးလင်းနိုင်ပါလဲဒါပေမဲ့သူ့အနီးဝန်းကျင်ကအမှောင်ကိုတော့ခွင်းနိုင်ပါတယ်ချစ်ချင်းများဆိုတာဖြင့်ပြန်လည်မျှဝေလိုက်ရပါတယ်ရှင်